ကျွန်တော်တို့တွေ့နေရတဲ့အစိုးရကမနစ်တနေ့ကမှမွေးလာတဲ့အစိုးရလို့ပြောလို့ရတယ်အချိန်မရွေးပြဿနာတက်နိုင်တယ်မိနေကြမှာဆိုလို့လည်းကျွန်တော်ပြောချင်တယ်2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်ဘာမှမလိုပဲအလိုအလျောက်စစ်တပ်ကအာဏာသိမ်းလို့ရတယ်တရားဝင်မိနေကြမှာဆိုလို့မျက်စိနောက်အောင်မလုပ်စေချင်ဘူးကျွန်တော်တို့တိုင်းပြည်နောက်တစ်ခါထပ်ပြီးကျွန်တော်တို့အမှောင်ထဲကိုပြန်ဆွဲမသွားခြင်းဘူးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရဲ့နောက်ထပ်လာမဲ့မျိုးဆက်တွေကျွန်တော်ကဒီနေ့တည်သွားပြဿနာမရှိဘူးအသက်50ကျော်နေပြီတည်လို့ရတယ်10နှစ်12နှစ်20 25နှစ်ကလေးတွေနောက်တစ်ခါတိုင်းပြည်အပြင်ဘက်ကိုထွက်ပြီးဒုက္ခရောက်ရမယ်ဘဝမျိုးတွေကျွန်တော်တို့မမြင်ကျင်တော့ဘူးဒီတော့သူတို့ကိုပိုင်ပင်လျင်ကျွန်တော်တို့ကခင်ဗျားတို့နောက်ပြန်မလှည့်နဲ့နော်ခင်ဗျားတို့နောက်ပြန်မလှည့်နဲ့နော်လို့ဖြစ်အောင်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုဝန်းပြီးတော့တွန်းနေရတဲ့အခြေအနေပါဒါကိုကျွန်တော်အမှန်တိုင်းရှင်းပြတချို့ကပြန်စဉ်းစားကြည့်တော့ခေတ်အဆက်ဆက်ဒီကောင်တွေကိုငါတို့ကမော်တော်ကားတွေထုတ်ပေးတယ်လီဖုန်းတွေထုတ်ပေးမြေခွက်တွေထုတ်ပေးထားတဲ့အဆိုတော်တွေရုပ်ရှင်မင်းသားတွေအခုဘလို့ဖြစ်ပြီးအဲ့ဒီနာရောက်သွားတာလေကျွန်တော်တို့သူတို့နေရာကနေစဉ်းစားကြည့်စေချင်ပါတယ်သူတို့ဘက်ကလည်းဒီလိုစဉ်းစားလာရမှာပဲဟိုတုန်းကတော့နိုင်ငံတော်ကားမှမရရရင်ကိုတတ်ချင်လောက်အောင်သေချင်လောက်အောင်ဖြစ်နေတဲ့ရုပ်ရှင်သမားတွေနိုင်ငံတော်ကငါတို့ကိုမခေါ်ဘူးလို့ကြပါအောင်ကျွန်မပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်တပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်အဲ့ဒီလူတွေအကုန်လုံးကအန္တိနာအကုန်ရောက်ကုန်တယ်ဒါကျွန်တော်ပြောတာရှင်းရှင်းလေးတစ်ဖက်ကလူကဘယ်လိုစဉ်းစားလာမလဲဒီလူကြီးလားဒီလူကြီးလားဒီလူအတွေးကိုသူတို့ကိုဘာဖြစ်လို့ပေးချင်တာလဲအဆိုတော်တွေရောအရင်တော့ဆိုရင်အဲ့ဆယ်ကြီးပြီးပြီဆိုတက်ကကျင်တဲ့အဆိုတော်တွေအများကြီးပဲအခုကျမှမြစ်စုံဆယ်ကျမှလာပြီးရောချတော့တာသူတို့ကအဆိုတော်တွေရောအရင်တော့ဆိုရင်အဲ့ဆယ်ကြီးပြီးပြီဆိုတက်ကကျင်တဲ့အဆိုတော်တွေအများကြီးပဲအခုကျမှမြစ်စုံဆယ်ကျမှလာပြီးရောချတော့တာသူတို့ကဗမာပြည်ကတရားတိုင်းပေါ်မှာသူတို့တက်ခုံကတာမနေဘူးဆယ်တခုဆောက်ပြီးလို့မှအဲ့ဒါတယိုးမကန်ရသေးဘူးသူတို့တက်ကပြီးပြီအဲ့ဒီလိုလုတ်ခဲ့တုန်းကလုတ်ခဲ့ကြတယ်အပြစ်မပြောပါဘူးကျွန်တော်ကဒါပေမဲ့ခုလေအဲ့ဒါလောက်မျက်စိနှောက်အောင်တော့မလုတ်ကြပါနဲ့2000ခုနှစ်ပြည့်ပြီး2001ခုနှစ်ကြာတော့မှတနာသလိုဘာလို့နဲ့ရုပ်ရှင်ရိုက်လို့ရပါပြီလို့ကျွန်တော်ပြောတယ်အဲ့ဒီခါမှာပထမဦးဆုံးကျွန်တော်ပြန်ရိုက်ခဲ့ရတဲ့ကားကျော်သူရိုက်တဲ့ပုံနာဘာကွန်မှာအဲ့ဒါပြန်ရိုက်ခဲ့ကြတယ်ဆိုတော့သူတို့ရှိနေတဲ့ကာလတစ်လျှောက်လုံးအဲ့ဒီကျော်သူတို့ကောဥစိန်တင်သူတို့ဖေရောရှိသမျှမြန်မာနိုင်ငံကရုပ်ရှင်သမားအားလုံးဟာဥခင်ညွန့်ချင်းတယောက်မှမကင်းကြပါဘူးဥခင်ညွန့်ပေးတဲ့မြေကွက်မှာအခုချိန်ထိနေကြတော့မယ်ဥခင်ညွန့်ပေးတဲ့မော်တော်ကားတွေအခုချိန်ထိစီးနေကြတယ်ဥခင်ညွန့်ပေးတဲ့တယ်လီဖုန်းတွေအခုချိန်ထိနားထောင်နေကြတယ်ဒီတုန်းကကျွန်တော်နေကြစီတစ်စီတော့မရခဲ့ဘူးပေါ့ကျွန်တော်6နှစ်လုံးပိတ်ခါထောင်ကလွတ်လာပြီးတော့6နှစ်တီးတီးပိတ်တာပါအဲ့ဒီအတွက်လေကျွန်တော်လက်စားချေဖို့မဟုတ်ပါဘူး